ရန်ကုန်တွင်73စီဆိုင်အချို့ရောင်းချရန်စီကုံနီတစ်ထင်ပိတ်ထားသည့်စီရသည့်ဆိုင်များတွင်တန်းစီစောင့်ဆိုင်သည့်မော်တော်ယာဉ်များပြလာသည်ဟုရန်ကုန်မြို့တွင်မော်တော်ယာဉ်မောင်းနှင်သူအချို့ကပြောကြားသည်လွန်ခဲ့သည့်ညရက်ကျော်ကစတင်ကရန်ကုန်မြို့ရှိ73စီဆိုင်အချို့တွင်73စီရောင်းချရန်စီကုံသွားသဖြင့်ခက်တာပိတ်ထားရခြင်းများရှိလာသည်ဟုသိရသည်တချို့ကစီရောင်းနေရင်းနဲ့ကုံသွားလို့ပိတ်လိုက်ရတာတွေရှိတယ်စီကားပြန်လာပို့မှပြန်ရောင်းလာတာပေါ့2ရက်3ရက်လောက်ရှိနေပြီအဲ့ဒီလိုဖြစ်တာဟုရန်ကုန်မြို့တွင်မော်တော်ယာဉ်မောင်းနှင်သူအချို့ကပြောကြားသည်73စီဝဲယူရန်တန်းစီနေစဉ်စီးကုံသဖြင့်အယောင်ရထားရခြင်းကြောင့်အချိန်ကြာမြင့်စွာတန်းစီစောင့်ဆိုင်သူများအနေဖြင့်အခက်တွေ့ရသည်ဟုသိရသည်ဒီနေ့မနက်အစောစီးထစီးသွားတန်းတာရမလာခဲ့ဘူးကိုရှိက3စီးမြောက်ကားကိုဒီနေ့အတွက်ခွဲတန်းပြည့်သည်ဆိုပြီးစာလာကတ်သွားနေမနက်8နာရီပဲရှိသေးတယ်92 95ဓာတ်စီကိုအယောင်ပိတ်လိုက်တယ်ဒီဇယ်ကတော့ရသေးတယ်4နာရီလောက်အချိန်ပေးခဲ့ရတာတော့စီမရတော့ကိုတော်တော်စိတ်ပြတ်မိတယ်ဟုမော်တော်ယာဉ်ပိုင်ရှင်တဦးကပြောကြားသည်ရင်းကြောင့်73စီရောင်းချပေးသည့်ဆိုင်များတွင်တန်းစီသည့်ယာဉ်ပို့များလာသည်ဟုသိရသည် Max တို့တန်ကိုတို့လိုဆိုင်ကြီးတွေမှာကားတန်းတွေကပိုများလာတယ်တချို့ကြတော့လည်းအယောင်ပိတ်ထားတဲ့ဆိုင်ကဝန်ထမ်းတွေကိုမေးပြီးရှေ့နားရောက်နေရင်တခြားဆိုင်မသွားတော့ဘူးစီလက်ဆဲနဲ့တန်းစီလိုက်တာပဲကျွန်တော်ကနှစ်ကြိမ်ကြုံတယ်စီဆိုင်နဲ့ကိုကနီးလာပြီဆိုစောင့်လက်ဆဲနဲ့စောင့်လိုက်တယ်တခြားဆိုင်တော့မသွားတော့ဘူးဟုမော်တော်ယာဉ်ပိုင်ရှင်တဦးကပြောကြားသည်73စီဆိုင်များတွင်စီရောင်းချပေးနေသည့်စနစ်မှာအစင်းမြင့်ထားသည့် barcode သုံးဟုတ် QR code တွေများကို scan ဖတ်ကာမော်တော်ယာဉ် engine power အလိုက်တပတ်စာစီခွဲတိုင်းဖင်ရောင်းချပေးနေခြင်းဖြစ်သည်မော်တော်ယာဉ်များမှာတပတ်လင်အနည်းဆုံး2ကြိမ်အထိမိမိခွဲတိုင်းကိုဝယ်ယူနိုင်ပြီးအထားယာဉ်များသုံးပြီးယာဉ်များကုန်တင်ယာဉ်များမှာမူတွာလာသည့်ခရီးကီလိုမီတာပေါ်မူတည်ကာရောင်းချပေးနေသည်ဟုသိရသည်CNG 3အထားယာဉ်များကိုမူ73စီရောင်းချပေးခြင်းမရှိကြောင်းသိရသည်